ရုပ်ချောလုံးလိုနာမည်ကြီးကိုရီးယားအေဂျင်စီတွေကနေအပြိုင်ဆိုင်ကမ်းလှမ်းခြင်းခံနေရတဲ့ဆီယာမချမ်းမြတ်တော်ရဲ့သားလေးဖူဖူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အနုပညာဆိုတာပါရမီပါမဖြစ်တာလို့ရှေးလူကြီးတွေကပြောခဲ့ကြပါတယ်။အထူးသဖြင့်ကမ္ဘာအဆင့်မီတဲ့ကိုရီးယားနိုင်ငံရဲ့ entertainment လောကကိုနေရာမျိုးမှာနေရာတနေရာရဖို့ဆိုတာရုပ်ရည်တစ်ခုတည်းချောနေုံနဲ့မရပါဘူး။ Star quality လို့ခေါ်တဲ့မွေးရပါမျက်နှာပေးနဲ့ဆွဲဆောင်မှုရှိမှသာ agency ကြီးတွေရဲ့မျက်စိကျခြင်းကိုခံရတာပါ။ဒီနေ့မှာတော့မြန်မာသွေးတဝက်ပါပြီးမွေးရပါရုပ်ရည်ချောမောကချစ်စရာကောင်းတယ်လို့အိုက်တင်အမူအရာထူးချွန်လွန်တဲ့ကိုရီးယားအေဂျင်စီတွေကဝိုင်းလူနေကြရတဲ့အနာဂတ်ကျယ်ပွင့်လေးတစ်ယောက်အကြောင်းကိုဆွေးနွေးတင်ဆက်ပေးကြပါမယ်။သူကတော့ကိုရီးယားရောက်မြန်မာအပညာရှင်မြန်မာစာနဲ့မြန်မာယဉ်ကျေးမှုကိုကိုရီးယားမှာဖြန့်ဝေနေတဲ့ဆီယာမချမ်းမြတ်တော်ကုံဆီယာမချမ်းချမ်းရဲ့သားလှရတနာလေးပို့ဖို့ဖြစ်ပါတယ်။ပရိသတ်ကြီးရဲ့ K-pop နဲ့ K-drama တွေကိုယူသွကြတဲ့သူတွေသိကြမှာပါ။ကိုရီးယားမှာ casting တက်လက်ရွေးချယ်ခြင်းဆိုတာအရန်ခက်ခဲပါတယ်။ဘိုင်နေနာမည်တက်ခံပြီး casting ရွေးချယ်ခံရတယ်ဆိုတော့အင်မတန်ရှားပါပြီးတော့ကံကောင်းလို့မှဖြစ်တာပါ။ဒါပေမဲ့ဆီယာမချမ်းချမ်းရဲ့သားလေးပို့ဖို့ကတော့အသက်10နှစ်ဝန်းကျင်ရွယ်မှာတင်သူ့ရဲ့ထူးခြားတဲ့ရုပ်ရည်သွင်းပြင်ကြောင်းနာမည်ကြီး agency တွေရဲ့ပြတ်မှတ်ထားခြင်းကိုခံနေရပါပြီ။ agency တွေဘက်ကပြောလာတဲ့စကားကစိတ်ဝင်စားစရာပါ။ဆီယာမချမ်းချမ်းရဲ့သားလေးပုံစံကသူတို့ရှာဖွေနေတဲ့ image နဲ့ထပ်တူကျနေရကြောင်းလိုချင်တယ်လို့ဆိုပါတယ်။ဆိုလိုတာကဆီယာမချမ်းချမ်းရဲ့သားငယ်လေးဘူဘူရဲ့မျက်နှာပေါက်ကခေတ်စားနေတဲ့ K-pop idol ပုံစံလိုမျိုးဒါမှမဟုတ်အနာဂတ်မှာမင်းသားဖြစ်လာနိုင်တဲ့မျက်နှာပိမျိုးရှိနေရဆိုတဲ့သဘောပါ။ကိုရီးယားဖခင်ရဲ့အသွင်ပြင်းနဲ့မြန်မာမိခင်ရဲ့မျက်လုံးဝမ်းဝမ်းလေးတွေပေါင်းဆက်သွားတဲ့အခါမှာဘူဘူကတခြားကလေးတွေထပ်ပိုပြီးတော့ထင်ပေါ်နေတာညင်းမရပါဘူး။ဒါပေမဲ့ဒီနေရာမှာမိခင်ဖြစ်သူဆီယာမချမ်းချမ်းအတွက်တော့ဝမ်းသာတာတစ်ပိုင်းစိတ်ပူတာတစ်ပိုင်းဖြစ်နေရပါတယ်။ဘာလို့လဲဆိုတော့ကိုရီးယားရဲ့အနုပညာလေးချင်းရေးစနစ်ကအရန်ကိုပြင်းထန်ပြီးတော့ပြင်ပန်းပါတယ်။ agency တစ်ခုနဲ့စာချုပ်ချုပ်လိုက်ပြီးဆိုတာနဲ့ငငယ်ရွယ်ရွယ်ကလေးတယောက်ကចောင်းစာထက်အကတိုက်တာသချင်းဆိုတာတရုပ်ဆောင်လေးကျင်တာတွေကိုနေမနာညာမနာလောက်ကြရပါတယ်။လက်ရှိမှာဘူဘူလေးကចောင်းစာဘက်မှာထူးချွန်တဲ့ကလေးတယောက်ဖြစ်နေပါတယ်။စာတော်တဲ့ကလေးတယောက်ကိုအနုပညာလောကရဲ့စွန်းစွန်းစီစီတွန်းပို့လိုက်ရင်ပညာရေးဘက်မှာအားနည်းသွားမလားဆိုတာမိခင်တိုင်းကတွေးပူမဲ့ကိစ္စပါ။ဆီယာမချမ်းချမ်းကိုယ်တိုင်ကသားဖြစ်သူကိုကြီးလိုက်ရင်တော့မင်းသားတယောက်ဖြစ်စေခြင်းပဲမဲ့အခုချိန်မှာတော့စာကိုပဲအာယုံစိုက်စေခြင်းတဲ့သဘောထားရှိနေပါတယ်။ဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်ရင်လည်းကိုရီးယားမှာကလေးတယောက်ဆောင်ကနေကြီးပြင်းလာတဲ့အောင်မြင်နေတဲ့မင်းသားမင်းသမီးတွေအများကြီးရှိပါတယ်။ဥပမာရောချင်းကူတို့ခင်မြူချောင်းတို့ဆိုရင်ငငယ်ကလေးကတယောက်ဆောင်လာကြပြီးတော့ပညာရေးကိုလည်းမပြစ်ပယ်ခဲ့ကြပါဘူး။ဘူဘူလေးသာအချိန်ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်မယ်ဆိုရင်မြန်မာသွေးပါတဲ့ကဘာကျော်ကိုရီးယားမင်းသားတယောက်ပေါ်ထွက်လာဖို့ရာခိုင်နှုန်းတော်တော်များနေပါပြီ။ဘာပဲဖြစ်ဖြစ်ပရိသတ်တွေကတော့အားပေးနေကြပါပြီ။ကိုလူမျိုးနဲ့သွေးဆက်ထားတဲ့ကလေးတယောက်နိုင်ငံတကာအဆင့်မြင့်မှာတောက်ပမှာကိုမြင်ကျင်ကြတာဖြစ်ပါတယ်။ agency တွေကတော့အိမ်အရောက်လာကမ်းလှမ်းနေမှာတော့ဒီအခွင့်အရေးကလက်လွတ်ဖို့နှမျောစရာကောင်းလွန်းနေတာကတော့အမှန်ပါပဲ။ကဲပရိသတ်ကြီးရေဆီယာမချမ်းချမ်းရဲ့နေရာမှာတော့ဆိုရင်ဘယ်လိုဆုံးဖြတ်မလဲ။စာတော်နေတဲ့သားလေးကိုပညာရေးလမ်းကြောင်းတိုင်းပဲဆက်သွားခိုင်းမလား။ဒါမှမဟုတ်ကမ်းလှမ်းလာတဲ့အခွင့်အရေးကိုအရယူပြီးတော့အနုပညာလမ်းကြောင်းပေါ်တင်ပေးလိုက်မလား။မိဘမြတ်တာနဲ့အနာဂတ်အလားလာကြားကဒီရွေးချယ်မှုကိုဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။